ကပ်ပြူလာအိမ်တော်ရဲ့ပွဲကြီးပြီးဆုံးသွားလို့တအိမ်လုံးတိတ်ဆိတ်သွားခဲ့ပါပြီ။ဒါပေမဲ့ရိုမီယိုကတော့အိမ်ပြန်မသွားနိုင်ခဲ့ဘူး။သူဟာအသက်အန္တရာယ်ကိုဂရုမစိုက်ပဲမြင်မာလာတဲ့အုတ်တိုင်းကိုကြော်ဖြတ်ပြီးဂျူလီယက်ရဲ့အိတ်ဆောင်ရှိတာဥယျာဉ်ထဲကိုခိုးဝင်ခဲ့ပါတယ်။ညင်အမောင်ထဲမှာပန်းရနက်ရီကတင်းပြတ်နေပြီးကောင်းကင်မှာလမင်းကြီးကထိန်ထိန်သားနေတဲ့အချိန်ရုတ်တရက်အပေါ်ထက်ဝရန်ဒါရဲ့တကားချက်လေးပွင့်သွားပါတယ်။ဟိုမှာအရှိဘက်ကထွက်ပေါ်လာတဲ့နေမင်းလေးလားလို့ရိုမီယိုကဂျူလီယက်ကိုမြင်မြင်ချင်းစိတ်ထဲကနေကျူးရင်လိုက်မိတယ်။ဂျူလီယက်ဟာလက်ကလေးနဲ့ပါးကိုထောက်ပြီးတပ်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ပါတယ်။သူမဟာအောက်ကဥယျာဉ်ထဲမှာရိုမီယိုရှိနေမှမသိရှာပဲရင်ထဲကခန်းစားချက်တွေကိုလေထဲကိုလွှမ်းထုတ်လိုက်ပါတော့တယ်။အိုးရိုမီယိုရှင်ဘာလို့ရိုမီယိုထိရတာလဲလို့သူမကတိုးတိုးလေးညီးသွားပါတယ်။ရှင်ရမိသားစုကိုစွန့်လွတ်လိုက်ပါ။ဒါမှမဟုတ်ရှင့်မျိုးရိုးကိုမစွန့်လွတ်နိုင်ဘူးဆိုရင်လေကျမကိုချစ်တယ်လို့ပဲဂတိပေးပါ။ကျမကပ်ပြူးရဲ့ဆိုရဲ့အမီနာမကိုစွန့်လွတ်ပါမယ်။ရိုမီယိုဟာအန်အောလွန်းလို့အသက်ရှူဖို့တောင်မေ့သွားခဲ့တယ်။ဂျူလီယက်ကဆက်ပြီးရေရွတ်ပြန်တယ်။နာမည်ဆိုလားပါလေ။နှင်းဆယ်ပေါင်းကိုတခြားနာမည်တစ်ခုနဲ့ခေါ်ရင်တောင်သူ့ရဲ့မွေးရနံ့ကပြောင်းလဲသွားမှာမဟုတ်တာဒီစကားကိုကြားလိုက်ရတဲ့အခါရိုမီယိုဟာအမှောင်ထဲကနေဝရန်ဒါအောက်ကိုထွက်လာပြီးမင်းရဲ့အချစ်ရှိမယ်ဆိုရင်ငါရဲ့နာမည်ကိုအခုပဲစွန့်လွှတ်လိုက်ပြီးငါကိုရိုမီယိုလို့မခေါ်ပါနဲ့တော့လို့အတန်ကျဲကျဲကပြောလိုက်ပါတယ်ဂျူလီယက်ထိလန့်သွားပြီးဘသူလဲညင်အမောင်ထဲမှာကျမရဲ့အတွေးတွေကိုခိုးနားထောင်နေတာဘသူလဲလို့မေးလိုက်တဲ့အခါရိုမီယိုကသူ့ရဲ့အချစ်တွေကိုပွင့်ပွင့်လင်းလင်းပဲဖွင့်ပြောလိုက်ပါတော့တယ်။အဲ့ဒီညမှာသူတို့နှစ်ဦးဟာရန်ညိုးတွေမျိုးရိုးအမည်တွေကိုဘေးဖယ်ထားပြီးလမင်းကြီးကိုတတ်တယ်ပြူကသူတို့ရဲ့အချစ်ကိုအတီးပြုခဲ့ကြတယ်။ဂျူလီယက်ကမိန်းကလေးပြီးစိုးရင်စိတ်နဲ့ရှင်ကျမကိုတကယ်တည်းချစ်တာလား။ရှင်ကိုကျမရဲ့အိမ်သားတွေတွေ့သွားရင်တတ်ကြလိမ့်မယ်လို့တတိပေးရှာတယ်။ဒါပေမဲ့ရိုမီယိုကမင်းရဲ့မျက်လုံးတွေကသူတို့ရဲ့ဓာအစင်း20ထက်ပိုပြီးအန္တရာယ်ရှိတယ်။မင်းရဲ့အချစ်သာငါမှရှိရင်သူတို့ရဲ့အမုန်းတရားတွေကိုငါမကြောက်ဘူးလို့ရဲရဲဝံ့ဝံ့ပြန်ပြောခဲ့တယ်။ခွဲခွာရတော့မယ့်အချိန်မှာဂျူလီယက်ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။ရှင်ကျမကိုတကယ်လက်ထပ်ချင်တယ်ဆိုရင်မနှက်ဖြန်မှာလူလွတ်ပါ။ဘယ်အချိန်ဘယ်နေရာမှာလက်ထပ်ရမလဲဆိုတာအကြောင်းပြန်ပေးပါ။ကျမရဲ့ဘဝတစ်ခုလုံးကိုရှင့်ချွေရင်းမှာပုံအပ်ပြီးရှင်နောက်ကိုကဘာအဆုံးထိလိုက်ပါမယ်။အချစ်ရဲ့စွမ်းအားဟာကြောက်ချွာမှုတွေကိုအနိုင်ယူသွားပါပြီ။သူတို့နှစ်ဦးဟာမနှက်ဖြန်မှာဘာတွေဖြစ်လာမလဲဆိုတာမသိပဲလရွံအောက်မှာနူးညံ့စွာနှုတ်ဆက်လိုက်ကြတယ်။နေမင်းကြီးထွက်ပေါ်လာတဲ့မနက်ခင်းမှာရိုမီယိုကအိမ်ကိုမပြန်ပဲလူသူကင်းဝေးတဲ့ဗျားเจ้าကလေးတစ်ခုကိုအပီးအလွာသွားခဲ့တယ်။နေအောင်ကြီးနုနုလေးကဘရိုရာမြို့ပေါ်ကိုဖြာကျလာတဲ့မနက်ခင်းမှာဖုံးတော်ကြီးလော်ရန့်စ်ဟာသူ့ရဲ့ဥယျာဉ်ထဲမှာဆေးဘက်ဝင်အပင်လေးတွေကိုအာယုံစိုက်ပြီးခူးနေပါတယ်။ဒီအပင်လေးတွေကဆေးလဲချစ်နိုင်တယ်လို့အစိတ်လဲချစ်နိုင်တယ်လို့သူကတဘာဝတရားရဲ့အစွမ်းနှစ်ဖက်အကြောင်းကိုသိအောင်ထဲရည်ရွတ်နေရပေါ့။အဲ့ဒီအချိန်မှာပဲအသက်ရှူတန်းပြင်းပြင်းနဲ့ပြေးဝင်လာတဲ့ရိုမီယိုကိုမြင်လိုက်ရပါတယ်။ရိုမီယိုရဲ့မျက်လုံးတွေကအိတ်ရေးပြက်ထားပုံရပေမဲ့ကြည်လင်တောက်ပနေတာကြောင့်ဖုံးကော်ကြီးကပြုံးပြီးမေးလိုက်တယ်။ဒါမင်းညကရိုဇလင်းအတွက်ငိုလို့အိတ်မပြောတာလား။ရိုမီယိုကခေါက်ခါပြီးအရှင်ဖေဟာကျွန်တော်ရိုဇလင်းကိုမေ့သွားမှာပြီအခုကျွန်တော်နှလုံးသားထဲမှာကပ်ပြူလိုက်ရဲ့သမီးလေးဂျူလီယက်ပဲရှိပါတော့တယ်ကျွန်တော်တို့တယောက်ကိုတယောက်ချစ်နေကြပါပြီအရှင်ဖေဟာကပဲဒီနေ့မှကျွန်တော်တို့ကိုလက်ထပ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်ဖုံးတော်ကြီးလော်ရန့်စ်ဟာထိုက်လန့်သွားပါတယ်ရန်တော်ရင်းနှစ်ယောက်ရဲ့သားနဲ့သမီးလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်တာကိုသူသိရပေါ့ဒါပေမဲ့ခဏအကြာမှာတော့သူအကြံတစ်ခုရသွားခဲ့လေဒီလက်ထပ်ပွဲသားဖြစ်မြောက်သွားရင်မွန်ဒါဂူနဲ့ကက်ပြူလတ်မိသားစုနှစ်ခုရဲ့နှစ်ပေါင်းများစွာကရန်ညိုးနေဟာအချစ်နဲ့အစားထိုးပြီးငြိမ်းချမ်းသွားနိုင်တယ်လို့သူမျှော်လင့်လိုက်ပါတယ်။ကောင်းပြီငါကူညီမယ်လို့ဖုံးတော်ကြီးကဆုံးဖြတ်ချက်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းဂျူလီယက်ဟာအိမ်မှာရင်မညက်စောင့်နေရှာတယ်။သူမဟာအားကိုးရတဲ့အထင်းတော်ကြီးတို့ရိုမီယိုစီဆေလွတ်ပြီးတည်င်းစုံစမ်းခိုင်းထားတာပါ။အထင်းတော်ကြီးပြန်ရောက်လာတဲ့အခါဂျူလီယက်ကအမောတကောင်းမေးတော်တာပေါ့။ဘာပြောလိုက်လဲရိုမီယိုကဘာပြောလိုက်လဲအထင်းတော်ကြီးကမောဟန်ဆောင်ပြီး
အိုးငါခါးရီလဲနာလှပြီငါအသက်ရှူလို့မဝတော့ဘူးလို့ပြောပြီးဂျူလီယက်ကိုစနောက်နေပါသေးတယ်နောက်ဆုံးမှာတော့ပြုံးပြီးတည်င်းကောင်းပေးလိုက်ပါတယ်မင်းရဲ့ချစ်သူကဖုံးတော်ကြီးเจ้าမှာစောင့်နေတယ်အဖြစ်ဖြေဖို့ဖះเจ้าသွားမယ်လို့အင်ကိုအကြောင်းပြပြီးအခုချက်ချင်းသွားတော့ဂျူလီယက်ရဲ့မျက်နှာလေးဟာပန်းစီအောင်တန်းသွားပြီးဝမ်းသာအားရပြေးထွက်သွားခဲ့ပါတယ်ဖះเจ้าရဲ့စိတ်ငြိမ်တဲ့အခန်းကလေးထဲမှာရိုမီယိုနဲ့ဂျူလီယက်တို့ပြန်လည်ဆုံတွေ့ကြပါတယ်သူတို့နှစ်ဦးရဲ့အကြည့်ထဲမှာခွဲခွာရခြင်းဆိုတဲ့စကားလုံးလုံးဝမရှိတော့ဘူးဖုန်းတော်ကြီးလော်ရန့်စ်ဟာသူတို့နှစ်ဦးကိုလက်ကိုတွဲပြီးထာဝရသစ္စာဆိုစေကလျှော့ဝှေ့စွာလက်ထပ်ပေးလိုက်ပါတယ်ဒီလိုပြင်းထန်တဲ့အချစ်မျိုးဟာပြင်းထန်တဲ့အဆုံးသတ်မျိုးနဲ့ကြုံတတ်တယ်လို့ဖုန်းတော်ကြီးကတတိပေးစကားဆိုပေမဲ့ပျော်ရွှင်နေတဲ့လူငယ်နှစ်ယောက်ကတော့အနာဂတ်ရဲ့အရေးမဲတွေကိုတတိမထားမိခဲ့ကြပါဘူးမင်္ဂလာပွဲလေးပြီးသွားတဲ့အခါရိုမီယိုဟာညအကြရင်ဂျူလီယက်ရဲ့အခန်းထဲကိုခိုးဝင်ဖို့အတွက်ကျိုးလေကားတကူစီစဉ်မယ်လို့ကတိပေးပြီးခဏတာလမ်းခွေခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဂျမာကသူတို့ကိုပျော်ရွှင်ခွင့်တိုက်မပေးချင်ဘူးထင်ပါတယ်။ရိုမီယိုဟာဖះเจ้าကနေပျော်ရွှင်စွာထွက်လာပြီးဗရိုနာမြို့လေကိုရောက်တဲ့အခါလေထုထဲမှာသွေးညီဆန်တွေနဲ့ဒေါသတန်တွေကိုစတင်ခံစားလိုက်ရပါတယ်။မွန်းတေချင်းရဲ့ပူပြင်းတဲ့နေအောင်အောက်မှာဂျူလီယက်ရဲ့ဝမ်းကွဲမောင်တိုင်ဘက်ကရိုမီယိုကိုလိုက်ရှာနေပါတယ်။ရိုမီယိုကငိမ့်ချမ်းရေးကိုလိုလားပေမဲ့သူ့ရဲ့တငယ်ချင်းမာချူရှီယိုကတော့ရန်ကွဲကိုစိန်ခေါ်လိုက်တယ်